ဒီတစ်ပုတ်မှာတော့ Nike ရဲ့ origin story နဲ့ power and ability တွေအကြောင်းကိုပြောပြပေးသွားမှာပါ။ယင်ဆုံးကျွန်တော် disclaimer အနေနဲ့ပြောချင်တာကဒီဗီဒီယိုမှာပါတဲ့ချက်တွေအားလုံးဒီပါကို series တွေကအကြောင်းအရာတွေကိုပဲအခြေခံပြီးတော့ပြောသွားမှာပါ။ဒီတော့ Nike ဘယ်လိုဖြစ်လာလဲဆိုတာနဲ့စလိုက်အောင်။ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်တုန်းက China all the forest တွေကလူသားတွေရဲ့ကျူးကျော်မှုကိုကာကွယ်ဖို့အတွက်လက်နက်တစ်ခုကိုဖန်တီးဖို့ကြိုးစားခဲ့ကြတယ်။အဲ့ဒီတုန်းက leaf လို့ခေါ်တဲ့မျိုးသမီးဆိုဒီနေရာမှာ Children of the Forest မျိုးနွယ်စုဝင်တယောက်လို့သုံးရင်ပိုဆင်ပြေမယ်ထင်တယ်။သူကလူသားတွေရဲ့ကျူးကျော်မှုအန္တရာယ်ကနေကာကွယ်ဖို့အတွက်သူတို့စီမှာဖမ်းမိထားတဲ့ Fastman တယောက်ရဲ့ရင်ဘတ်ထက်ကို Dragon Glass နဲ့ထိုးသွင်းပြီးတော့ White Walker တယောက်ကိုဖန်တီးခဲ့တယ်။အဲ့လိုနဲ့ Nike ဖြစ်လာတယ်ပေါ့။ series ထဲမှာတော့ Nike ရဲ့ origin story ကိုဒီလိုပုံစံနဲ့ပဲစခဲ့တာပါ။ဒါပေမဲ့ Nike ဗီဒီယိုလုပ်ဖို့ဆိုပြီးတော့ Nike နဲ့ပတ်သက်တဲ့ချက်တွေကိုရှာကြည့်ရတဲ့စာရေးဆရာ Josh R. Martin ရဲ့မွေးရစာအုပ်ထဲမှာ Nike နဲ့ပတ်သက်ပြီးရေးထားတာတချို့တွေ့ခဲ့တယ်။သူ့ကိုစာအုပ်ထဲမှာ Night Watch ရဲ့73ရောက်မြောက် Log Commander ဖြစ်ခဲ့ဘူးလို့သိရတယ်။ပြီးတော့သူ့ကိုစာအုပ်ထဲမှာ Brandon Starr လို့ owner က mention ထားတာကိုလည်းတွေ့ရတယ်။ဒီတော့စာအုပ်ထဲက Nike ကတော့ Star မျိုးနွယ်ဝင်တယောက်ဖြစ်နိုင်တယ်လို့ထင်တယ်။ကျွန်တော်ကတော့ Game of Thrones စာအုပ်တွေမဖတ်ဘူးဆိုတော့ဒီချက်တွေမှန်တော့သိချမသိဘူး။ Nike ရဲ့ power and ability ဆိုရင် series တစ်ချောင်းလုံး scar ခေါ်မှမပြောတာပါ။ series ထဲမှာ Nike ရဲ့လမ်းဆုံး power ဆိုရင်တော့ telepathy နဲ့ necromancy တို့ကိုဦးစားပေးပြောရမယ်ထင်တယ်။သူက telepathy နဲ့ necromancy တို့ကိုသုံးပြီးတော့ White Walker နဲ့ White တွေကိုမေ့ပေးစေခိုင်းနိုင်ပါတယ်။ဒီ power တွေရဲ့လုံးပုံကဟာဟိုးတိုက်ပွဲတုန်းကလိုမျိုး battle မှာတည်ပြီးသားသူတွေကိုသူ့ရဲ့လက်နှစ်ဖက်မြောင်းလိုက်ုံနဲ့ပြန်တယ်သွင်းနိုင်တာမျိုးပါ။ပြီးတော့ဒီ White Walker တွေနဲ့ White တွေကိုစကားပြောပြီးမေ့ပေးနေကြမလို့စိတ်နဲ့တင်စိတ်ခိုင်းလို့ရပါတယ်။ Nike ဟာ necromancy ရဲ့စွမ်းအားနဲ့လူတွေတွေကိုပြန်ထားခိုင်းပြီးတော့ telepathy ရဲ့စွမ်းအားနဲ့အဲ့ဒီစစ်တပ်ကြီးကိုသူ့စိတ်ကြိုက်စိတ်ခိုင်းနေတာပါပြီးတော့ Nike စီမှာ web detective နဲ့ semantic creation လို့ power တွေလည်းရှိပါသေးတယ်။ plan ကြီးကရဲ့စိတ်ကိုသုံးပြီးတော့ရှောက်သွားနေချိန် Nike နဲ့တွေ့တဲ့ခန်းမှာဆိုရင် Nike web detective လုံးနိုင်တာကိုတွေ့ရမှာပါ။ web detective ဆိုတာကဘယ်လိုမျိုးလဲဆိုရင်ဥပမာတာမန်လူတွေကကြီးကန်းတအုပ်ပြန်နေတာကိုတွေ့ရင်ဒါတာမန်လိုပဲတွေးကြမှာပါဒါပေမဲ့ Nike လို web detecting လုံးနိုင်တဲ့သူတွေကတော့အဲ့ဒီငှက်တွေထဲမှာဘလန်လိုမျိုးဝက်လုပ်ပြီးသွားနေတဲ့သူတွေရှိရင်ချက်ချင်းသိနိုင်တာမျိုးပါဒါတင်မကပဲနဲ့ဘလန်ရဲ့လက်ကိုလှမ်းကင်နေတဲ့အထိလုံးနိုင်ပါသေးရဲ့ပြီးတော့ seismic creation ကဘယ်လိုလုပ်လို့လဲဆိုတာကိုဆက်ကြည့်အောင် season 6 episode 5မှာ Brand တို့ပုံးနေတဲ့ပင်ရဲ့ရှေ့ကမြေပြင်ကိုအကွက်အောင်လုပ်လိုက်တာဟာတာမန်လမ်းဖောက်တာမျိုးမဟုတ်ဘူးအဲ့ဒီနေရာကရင်ကတေးသွားတဲ့သူတွေဝင်လို့မရအောင် magic စီတွေနဲ့ကာထားတာပါNike ဟာ Brand ရဲ့လက်ကိုမှတ်သားလုပ်လိုက်ပြီးရဲ့နောက်မှာတော့ဒီ seismic power ကိုသုံးပြီးတော့ Morsi ကိုဖျက်ဆီးပစ်လိုက်တာပါဒါအပြင် Nike က Fire Emblem လည်းဖြစ်ပါတယ်ဒါကြောင့် series ထဲမှာသူ့ကိုမီးမလောင်တာပါပြီးတော့ Targaryen သွင်းမပါဘဲနဲ့လည်းငကားစီးနိုင်ပါသေးတယ်ဒါပေမဲ့အဲ့ဒီငကားကတေပြီးတော့မှပြန်တန်သွင်းထားတဲ့ငကားပါဒီအကြောင်းကိုနောက်ပိုင်းတွေမှာဆက်ပြောပါမယ်ပြီးတော့ Super Strength လည်းရှိပါတယ်သူသုံးတဲ့ weapon ကတော့ Ice Blade ပါဒီ Ice Blade ကို White Walker တွေရဲ့မော်တက်နဲ့ပြုလုပ်ထားတာပါတာမန်ဓာတ်တွေဆိုရင် Ice Blade နဲ့ထိလိုက်တာနဲ့ချက်ချင်းကွဲကျွေသွားနိုင်ပါတယ်ဒါပေမဲ့ဒီ Ice Blade နဲ့ Ice Spear တွေကို Valyrian Steel နဲ့လုပ်ထားတဲ့ဓာတ်ဒါမှမဟုတ် Dragon Glass တွေနဲ့ပြန်ကောင်တာနိုင်ပါတယ်ဒါကို White Walker နဲ့ Jon Snow fight ကြတဲ့ခန်းမှာတွေ့ကြမှာပါဒီလို power ရမ်းကြီးပြီးရမ်းကျန်းတဲ့နိုင်ကင်းလို V တွေမျိုးကိုအာယာကဘာလို့လွယ်လေးတတ်နိုင်လဲဆိုပြီးတော့မေးစရာရှိနိုင်ပါတယ်ကျွန်တော်ထင်တော့အာယာကို row တင်ချင်တာရဲ့ Josh R. Martin ရဲ့ဇလန်မဟုတ်တော့တာရဲ့အကြောင်းဖြစ်ပါလိမ့်မယ်နိုင်ကင်းက Game of Thrones ထဲမှာဘာမှထူးထူးခြားခြားမဟုတ်ဘူးလို့ထင်ရပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ချက်တွေအများကြီးရှိပါတယ်ဒီတော့ဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ချက်တွေရှိအောင်မလဲဆိုတာကိုသိချင်တော့ Let's go series ထဲမှာ Night Walker တွေလူတန်ပြည့်ရင်လူသေးလောင်းတွေကို spiral ပုံစံစီခဲ့တာကိုမှတ်မိကြမယ်ထင်တယ် season 1ရဲ့ episode 1မှာကတည်းကဒီလိုပုံစံကိုကျွန်တော်တို့တွေ့ဖူးပြီးသားပါတကယ်တော့ဒါဟာသူတို့ကိုဖန်တီးခဲ့တဲ့ Children of the Forest တွေရဲ့ဘာသာရေးသင်္ကေတပါဒီ spiral ပုံစံပြန်သုံးတာကသူ့ကိုဖန်တီးခဲ့တဲ့ Children of the Forest တွေကိုပြန်ပြီးမော်ကီလုပ်တာမျိုးပါ Sun Beyond the Wall ကိုသွားတော့ကသူ့ဖွဲ့တွေနဲ့လူစုကွဲသွားတဲ့ချိန် Night Walker တယောက်နဲ့တွေ့ခဲ့တယ်အဲ့စင်းမှာ Night Walker ကပစံကိုမြင်သားနဲ့ဘာမှမလုပ်ပဲလွှတ်ထွက်သွားတာကိုမှတ်မိကြမယ်တင်တယ်ဒီစင်းပေါ်မှာအမြင်မျိုးမျိုးရှိကြတယ်တချို့ကဆန်ကို Night Walker ကမမြင်ရဘူးလို့ဆိုတယ်တချို့ကအဲ့ချိန်တုန်းကဆန်စီမာကဘာလက်နဲ့မှမတွေ့လို့ဒီတိုင်းလှော်ပေးလိုက်တာလို့ပြောတဲ့သူကပြောတယ်ဒီနေရာမှာကျွန်တော်ရဲ့အထင်ကိုပြောရမယ်ဆိုရင်တော့ Nike ဆိုတာဘယ်လိုတက်တော်မျိုးလဲယဉ်ကြည့်ဖို့လိုမယ်ထင်တယ်ဒီ Night Walker တွေနဲ့ Nike ကသေပြီးသားလူတွေမဟုတ်ဘူးသူတို့စီမှာကိုယ်ပိုင်တွေးတောနိုင်စွမ်းရှိတဲ့သူတွေပါဒါကြောင့်လဲသူတို့ဖြစ်ချင်တာ
သူတို့လှုပ်စေချင်တာတွေကို white deer နဲ့တစ်ဆက်စေခိုင်းနိုင်တာပါဒီတော့ဆန်ကိုဘာလို့လှော့ပေးလဲဆိုရင်ကျွန်တော်ထင် white walker တွေကတွေ့သမျှလူတန်းကိုလိုက်တတ်နေရမျိုးမဟုတ်ဘူးတခါတလေမှာတပ်ပစ်ဖို့တဲ့သူတို့လာနေပြီဆိုတဲ့ message ကိုပြန့်နှံ့စေချင်ပုံရတယ်ဒါမျိုးကို season 1 episode 1မှာလဲ night watch တဲ့ကတယောက်ကိုမတက်ပဲဒီတိုင်းလှော့ပေးဘူးတယ်ဒီတော့ဖြေကရှင်းပါတယ်ဆန်ကိုလှော်ပေးလိုက်တာကဆန်စီကနေတစ်ဆက်တခြားသူတွေစီတည်စကားပေးစင်ချင်တာမျိုးပါဒါနဲ့ဘာလို့ white walker တွေကတေးပြီးသားသူတွေမဟုတ်ဘူးလို့ပြောလဲဆိုရင်နိုင်ကင်းကလူသေးတွေကိုပဲရှင်အောင်လုပ်နိုင်တာမဟုတ်ဘူးမသေးသေးတဲ့လူတွေကိုပါ white walker ဖြစ်ပြောင်းနိုင်ပါတယ် series ထဲမှာ Cresta ကယောက်ျားလေးတွေမွေးတိုင်း white walker တွေစီဆက်သားလေးရှိတာကိုမှတ်မိကြမယ်တင်တယ်ဒီစင်းမှာဆိုရင် Cresta ရဲ့ clay တယောက်ကိုလက်နဲ့ထိလိုက်ရုံနဲ့ white walker ဖြစ်ပြောင်းနိုင်တာကိုတွေ့ရမှာပါဒါနဲ့သူတို့ဘာလို့စကားမပြောကြရလဲဒါကတော့ showrunner တွေဖြစ်တဲ့ Bunny Off နဲ့ White Stoke က Night King ကိုစကားပြောခိုင်းဖို့လုံးဝစိတ်ကူးမရှိဘူးလို့ပြောတယ်။သူတို့ရဲ့အကြောင်းပြချက်က Night King ကဓာတ်ကိုကူစားပြူတာ။အချင်းကဘယ်တော့မှစကားမပြောဘူး။ချိန်တန်ရင်တရားမဲ့သူတွေစီတိတ်တိတ်လေးသွားလေးရှိရဲ့။ဖြစ်နိုင်တာကတော့သူတို့ဘာသာစကားပြောနေရင် Night King ရဲ့ aura frame မလုံးနိုင်တော့မှ solo ဖြစ်နိုင်တယ်။ Who knows သူတို့ဘာသာစကားတစ်ခုထပ်ပြီးတော့ create လုပ်ဖို့ချိန်မပေးနိုင်တာလည်းဖြစ်နိုင်တာပဲ။ဒီလိုလေးလဲကောင်းပါတယ်တလောကလုံးကတောကတွေများနေချိန်မှာသူတို့အုပ်စုလေးကပဲခြေခဲလေးတွေဖြစ်နေရောနောက်တစ်ခုကနိုင်ကင်းရဲ့ Dead Army ကြီးကဘယ်ကိုဥတီသွားနေရလဲသူတို့ရဲ့ရွေးချက်ကဘာကြီးလဲဘယ်ကိုသွားနေတာလဲဆိုရင် series ထက်မှာ Brankoran ရှင်းပြထားတာရှိရဲ့နိုင်ကင်းကဆုံးမရှိတဲ့ညာဖြစ်အောင်ဖန်တီးချင်တာပါဒီလိုဖြစ်အောင်လုပ်ဖို့ဆိုရင်ကဘာကြီးရဲ့ memory ကိုဖျက်ဆီးပစ်ဖို့လိုတယ် Free and Raven ဆိုတာကလူသားမျိုးနွယ်တွေရဲ့မှတ်ဉာဏ်ကိုထိန်းသိမ်းထားတဲ့သူဖြစ်လို့နိုင်ကင်းဟာ brand ရှိတဲ့နေရာကိုဥတီသွားနေရပါဂင်းအောင်သွန်စာအုပ်ကိုဖတ်ဖူးတဲ့ပရိသတ်တွေရဲ့ theory ကတော့နိုင်ကင်းဟာ Harlan Hall နားမှာရှိရဲ့ God အိုင်းရီအိုင်တဲက S office စီကိုသွားနေရလို့ဆိုတယ်။အဲ့ဒီနေရာရင်တုန်းက Children of the Forest တွေနဲ့ Fastman တွေငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တဲ့နေရာလေးဖြစ်သလိုမော်ဆွမ်းအင်မတန်ကြီးရဲ့နေရာတစ်ခုဖြစ်လို့အဲ့ဒီနေရာကိုသွားနေကြတာလို့ပြောတယ်။ကျွန်တော်ကတော့ဒီ theory ထဲ 3i Raven ဖြစ်လာမဲ့ brand ကိုလာတတ်တာကပိုဖြစ်နိုင်တယ်လို့မြင်တယ်။ဒီစင်းနှစ်ခုလုံးကိုကြည့်လိုက်ရင်နိုင်ကင်းကလမ်းကြုံဝင်တိုက်ခတ်တာမျိုးထက်တမင် UTV လိုက်နေရလို့ထင်တယ်။နောက်တစ်ချက်ကဒီစင်းမှာဒီတန်ကြိုးကြီးတွေဘယ်ကနေဘလို့ရောက်လာတာလဲဆိုပြီးတော့တွေးမိကြမယ်တင်တယ်။ဒါကတော့ logic hole ဖြစ်ဖို့ပိုများပါတယ်။ Beyond the Wall မှာတန်ရီကြိုတဲ့ဖိုတွေဒါမှမဟုတ်တန်ထယ်လုပ်ငန်းတွေကိုစီးရီးတက်မှာတစ်ခါမှမပြဖူးပါဘူး။ဒါဆိုဒီတန်ကြိုးကြီးတွေဘယ်ကနေဘလို့ရလာတာလဲ။ဖြစ်နိုင်ဆုံးကတော့ဟာဝုန်းလိုနေရာမျိုးကတင်းစီးလာတဲ့တင်းမောကြောင်စုကြိုးတွေဖြစ်နိုင်တယ်။ဒါဒီတန်ကြိုးတွေတနေရာရလာတဲ့ထားပါ။ White တွေကရေမကူးတက်ပဲနဲ့ဘလို့တန်ကြိုးတွေနဲ့ Veserion ကိုဘလို့သွားချင်မလဲ။ White တွေရေမကူးတက်တာကိုဟာဝုန်းတိုက်ပွဲတွေမှာပြထားပြီးသားပါဒီနေရာမှာဖြစ်နိုင်တာကတော့ White တွေကရေမကူးနိုင်ပေမဲ့ရေထဲမှာလမ်းလျှောက်နေတာမျိုးဒါမှမဟုတ်ရေအောက်မှာမသေးပဲနေနေတာမျိုးဖြစ်နိုင်ပါတယ်ဒီစင်းကရန် cinematic ဖြစ်ပြီးတော့ကြည့်လို့ကောင်းတယ်ဆိုပေမဲ့လက်တွေ့ကြကြစဉ်းစားကြည့်ရင်တော့ဘယ်လိုမှမဖြစ်နိုင်တာကြီးပါโอเคဒီနေ့တော့အခြေခံလေးတွေဖြစ်တဲ့ Naked နဲ့ပတ်သက်လို့ကျောင်းရောက်နေတော်တော်များကိုပြပြပြီးသွားပြီလို့ထင်တယ်ဗီဒီယိုလေးလည်းရမ်းကြော်သွားပြီဆိုတော့ဒီနေရာမှာပဲဆုံးမချင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ